ဇလန်းဆောင်မှာတော့ Steve ဆိုတဲ့ကောင်လေးကငယ်စဉ်ကတည်းကတခြားကလေးတွေနဲ့မတူဘဲမြေအောက်မိုင်းတွင်းတွေကိုစိတ်ဝင်စားပြီးမိုင်းတွင်းထဲဝင်ရောက်ဖို့ကြိုးစားခဲ့ပေမဲ့ကလေးတွေကိုမိုင်းတွင်းထဲပေးမဝင်တဲ့အဖိုးကြီးကြောင့်သူ့အိမ်မက်ကမပြေဝခဲ့ပါဘူး။အချင်းချင်းလက်လျှော့ခဲ့ရရင်အရွယ်ရောက်ပြီးလူကြီးတယောက်ဖြစ်လာခဲ့ပါတယ်။အဲ့လိုနဲ့သူ့ရဲ့အိမ်မက်ကိုကောင်းတယ်ဖို့ဆုံးဖြတ်လိုက်တယ်ဗျ။မိုင်းတွင်းလုံသားလိုမျိုးဝတ်ဆင်ပြီးမိုင်းတွင်းကိုထပ်သွားခဲ့ပါတယ်။ထုံးစံတိုင်းအဖိုးကြီးကထွက်တားပြန်တယ်ဗျ။ဒီချိန်မှာတော့အဖိုးကြီးကိုဖျက်ကျော်ပြီးသူ့အိမ်မက်အတိုင်းမိုင်းတွင်းထဲကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီမှာဒူးဖော်ရင် off လို့ခေါ်တဲ့စွမ်းအင်ကူပါရုံတစ်ခုနဲ့ Art Crystal လို့ခေါ်တဲ့ကမ္ဘာမြေကြောက်တုံးပုံစံကွက်လေးကိုရရှိခဲ့တယ်ဗျ။ Steve ကအဲ့ဒီနှစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့သူ့ရှိမှတခြားကမ္ဘာကိုကူးလို့ရတဲ့ဝင်ပေါက်တစ်ခုပွင့်လာခဲ့ပါတယ်။အဲ့ဒီဝင်ပေါက်ကိုဖျက်သွားရင်းနဲ့ Overworld လို့ခေါ်တဲ့ Minecraft game ကမ္ဘာတွေကိုရောက်သွားခဲ့တယ်ဗျ။အဲ့ဒီကမ္ဘာကြီးကအရန်ကိုလှပပြီးကိုယ်စိတ်ကူးရရှိသမျှအရာအားလုံးကိုဖန်တီးလို့ရတာကြောင့် Steve ကအဲ့ဒီမှာပဲနေထိုင်ပြီးသူ့ရဲ့ကိုယ်ပိုင်နေဗန်ဘုံကိုတည်ဆောက်ခဲ့ပါတယ်။အဲ့ဒီမှာတင် Dennis လို့ခေါ်တဲ့ဝန်ပလွေလေးနဲ့တွေ့ပြီးတကယ်ချင်းလောက်ကအဖော်ပြုနေထိုင်နေတော့တယ်ဗျ။ချိန်တွေကြာကြီးကုန်ဆုံးပြီးနောက်တနေ့မှာတော့ Steve က Dennis နဲ့အတူတောအုပ်ထဲမှာလဲလှယ်သွားလာရင်းပျက်စီးနေတဲ့တကားတစ်ချက်ကိုမမျှော်လင့်မဲ့တွေ့ရှိခဲ့ပါတယ်။အဲဒီတကားကိုကောင်းအောင်ပြုပြင်ပြီးအဲဒီတကားကနေတဆင့် Steve တို့ဟာ Minecraft ရဲ့ငရဲပြည်လို့တင်စားရမယ့်Nether ကဘာတွေကိုရောက်သွားခဲ့ကြပါတယ်။ဝင်လာပြီးမှစောက်ကျိုးနေပြီဆိုတာ Steve သိလိုက်ရပေမဲ့နောက်ကျသွားခဲ့ပါပြီ။အဲဒီမှာတော့ပြောစရာဆိုတာကိုယ့်ရဲ့ကဘာမှာမရှိပါဆိုတော့ရက်ဆက်တဲ့ဝက်ဘီရင်မကြီးမန်ဂိုရှာကအုပ်ချုပ်နေတာပါ။ဘာပြောရှင်မှုဘာဖန်တီးမှုမှမရှိတဲ့ဝက်တို့ရဲ့အလယ်မှာဖြစ်ပါတယ်။မန်ဂိုရှာက Steve တို့ကိုဖန်ဆီးပြီးကူပါရုံကိုလူယူခဲ့ပါတယ်။သူမကအဲ့ဒီကူပါရုံနဲ့ Overworld ကဘာကိုဖျက်ဆီးပြီးရွှေတွေအပိုင်သိမ်းဖို့ဝက်ကြံကြံနေတာပါ။ရွှေစည်းကလည်းတက်နေတာကိုဗျ။ဒါပေမဲ့ Steve ကဒီဝက်မသမီးနဲ့ရွှေနဲ့ကလားလားမှမအပ်ဆက်ဘူး။ Overworld ကငါ့ကိုကယ်တင်ခဲ့တာ။ငါဖန်တီးထားတဲ့အရာတွေကိုအဖျက်ဆီးမခံနိုင်ဘူးဆိုပြီး Dennis ရဲ့အကူအညီနဲ့အချုပ်ထဲကလွတ်အောင်ပြေးကကူပါရုံကိုပြန်ခိုးယူခဲ့ပါတယ်။အဲ့ဒီနောက်ဒီကူပါရုံကိုအပြင်ကဘာမြေကသူ့အိမ်မှာတွားဖွက်ထားဖို့ Dennis ကိုသူ့အိမ်လိပ်စာအပြည့်စုံပြောပြီးဆေးလို့လိုက်တယ်ဗျ။ Steve ကတော့ပြန်ဖမ်းခံရလို့ကြံနေခဲ့ပါတယ်။ Dennis ရဲ့ level 4ကထွက်ပြေးပြုတ်ကျကြမ်းခဲ့တယ်ဗျ။ဝက်မသားတွေက level 4ကိုကောက်ယူသွားခဲ့ပါတယ်။ Dennis ကဘာမြေကိုရောက်ရှိလာပြီးကူပါရုံကို Steve ရဲ့အိမ်ရအော်ပစ်ထက်လိုက်တဲ့အချိန်မှာတော့ပေါင်းဆက်ထားတဲ့ကူပါရုံနှစ်ခုကတစ်ခုစီဖြစ်သွားပြီးတကားပေါက်ပိတ်သွားခဲ့တယ်ဗျ။ Overworld ကလုံခြုံသွားခဲ့ပြီး Steve တယောက်ထင်ငယ်ဝက်ငရဲပြည်မှာကြံရိတ်ခဲ့ပါတယ်။ဒီလိုနဲ့ဆယ်စုနှစ်တစ်ခုနီးပါးကြာပြီးတော့1980ပြည့်နှစ်တွေမှာ Gary ဆိုတဲ့ဗီဒီယိုဂိမ်းဆိုင်ပိုင်ရှင်တယောက်ဟာစီးပွားပြက်ကတ်နဲ့ကြုံနေရပါတယ်။သူငယ်ရွယ်စဉ်ကတော့ Hank City Rampage ဆိုတဲ့ arcade game မှာချန်ပီယံဖြစ်ခဲ့ပြီးရွှေရောင်နေ့ရက်တွေပိုင်ဆိုင်ခဲ့ဘူးသူပါ။ဂိမ်းတွေကပြိုင်ဘက်ကိုအမိုက်ပုံးနဲ့ဝင်အောင်ပြစ်ထန်နိုင်တဲ့သူ့ရဲ့အကွက်ကနာမည်ကြီးထင်ရှားခဲ့ပါတယ်။ဒါကိုဆွဲပြုပြီးသူ့ကိုအမိုက်လူသားလို့လည်းခေါ်တွင်ခဲ့ကြတယ်ဗျ။ဒါပေမဲ့ခုချိန်မှာတော့ဒါတွေကအတိတ်မှာကျန်နေခဲ့ပါပြီ။ခေတ်တွေပြောင်းသွားခဲ့လို့ဒီဂိမ်းကစားသူမရှိတော့ပဲသူ့ရဲ့ဆိုင်က၆ကတ်နေခဲ့ပါတယ်။ဒီကြားထဲဆိုင်နေရာကထွက်သွားပေးဖို့နင်းထုတ်စာရောက်ရှိလာခဲ့တယ်ဗျ။ခွက်ဆွဲပြီးတောင်းစားရတော့မယ့်အခြေအနေမျိုးပတ်စံရဖို့အတွက်လေလံပွဲတစ်ခုမှာပစ္စည်းသိုလှောင်တဲ့ဂိုဒေါင်တစ်ခုကိုဒေါ်လာ900နဲ့6လအရေးကြပေးမယ်ဆိုပြီးလေလံဆွဲလိုက်ပါတယ်။လေလံပွဲစီစဉ်သူကပစ္စည်းတွေထဲမှာ1988ထုတ် Atari Cosmos ဂိမ်းဆက်တစ်ခုပါတယ်ဆိုတာကြောင့် Gary ကလောဘတက်ပြီးလေလံဆွဲလိုက်ပြီးမဲ့ဘူးထဲမှာတော့အမိုက်တွေနဲ့အတူ Steve က Dennis ကိုဖွက်ခိုင်းခဲ့တဲ့စွမ်းအင်ကူပါတုံးနဲ့ကဘာမြေကြောက်တုံးပုံစံခွက်ကိုပဲရလိုက်တယ်ဗျ။ဒါတွေက Steve ရဲ့အိမ်အဟောင်းကပစ္စည်းတွေဖြစ်နေတာပါ။တစ်ဖက်မှာလည်းနာတာလီနဲ့သူမရဲ့မောင်လေးဟင်နရီတို့ဟာသူတို့အမေရဲ့နောက်ဆုံးဆန္ဒရနာမည်ကြီးအာလူးကျော်စက်ရုံရှိတဲ့ဒီမျိုးလေးကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။သူတို့အမေရဲ့မိတ်ဆွေဒေါင်းကသူတို့ကိုအာလူးကျော်တွေလက်ဆောင်ပေးပြီးအိမ်တော့အက်ကထွက်ခွာသွားခဲ့ပါတယ်။နောက်နေ့မနေ့မှာနာတာလီကပီဇာတစ်ခုလုပ်ပြီးကျောင်းမှာတင်ငင်ရင်းတွေနဲ့တူစားဖို့ဟင်နရီကိုထည့်ပေးလိုက်ပါတယ်။ဟင်နရီကစပိန်လေးနေပြီးကျောင်းကိုထွက်လာရင်လမ်းမှာဂိမ်းဆက်တစ်ခုကိုတွေ့ပြီးဝင်ရောက်ဆက်စုခဲ့တယ်ဗျ။ Gary ခင်းကျင်းထားတဲ့ပစ္စည်းအဟောင်းတွေကမှကူပါတုံးတစ်ခုကိုဟင်နရီစိတ်ဝင်စားနေခဲ့ပါတယ်။ Gary ကတော့ဂိမ်းကိုစိတ်ဝင်စားတဲ့ထင်ပြီးသူ့တင်တန်းအတွက် promotion ဆင်းလိုက်တယ်ဗျ။ခက်တီတီနဲ့ဟင်နရီရဲ့ပီဇာဘူးကိုတော့လက်နဲ့ထိုးဖောက်လိုက်ပါတယ်။ဟင်နရီက Gary ရဲ့ဒေသနာတွေကိုနားမထောင်ကျင်တော့တာကြောင့်ကျောင်းသွားလိုက်အောင်မယ်ဆိုပြီးထွက်လာခဲ့တယ်ဗျ။ပီဇာဘူးကိုတော့ထားရိုက်ခဲ့ရပါတယ်။ဒူးချောင်းအောင်မာလင်းကဟင်နရီကိုတွေးဆုံနှုတ်ဆက်ပြီးသူ့ယောက်ျားနဲ့ကွာရှင်းလိုက်ပြီးဖြစ်ကြောင်းမစီမဆိုင်ပြောကဟင်နရီရဲ့စာသင်ခန်းကိုလိုက်ပို့ခဲ့တယ်ဗျ။စာသင်တဲ့ဆရာကလည်းသူဟာချုံးသမားဖြစ်ကြောင်းသူ့ပတ်စံတွေကတောက်စားနေရတဲ့ပဲကုံသွားကြောင်းမစီမဆိုင်ပြောပြီးလိမ္မော်သီးနဲ့ငပြောသီးပုံဆွဲခိုင်းလိုက်ပါတယ်။ဟင်နရီကတီထွင်ဖန်တီးမှုအားကောင်းတဲ့ကောင်လေးဆိုတော့ငပြောသီးမှာတကယ်ပြန်တန်းနိုင်တဲ့ jackpot လို့ခေါ်တဲ့ကြောဘိုးအိတ်ပြန်ကိုထည့်ဆွဲလိုက်သေးတယ်ဗျ။ဆရာကစိတ်ဆိုးပြီးတေချာပြန်ဆွဲဖို့ပြောလိုက်ပေမဲ့တငယ်ချင်းတွေကအထင်သေးပြီးလောင်ပြောင်နေတာကြောင့်ပကံကျင်စိတ်ဖြစ်ပြီးတကယ်ကြောဘိုးအိတ်ပြန်ကိုလွတ်ပြလိုက်ပါတယ်။ပြန်တန်းကနီးမှာတငယ်ချင်းတယောက်ကကျိုးတစ်ချောင်းဖြတ်လိုက်တာကြောင့်ထိလို့မရပဲအာလူးကျော်စက်ရုံပေါ်ကအယုတ်ကြီးကိုတိုက်မိပြီးပြဿနာတက်ခဲ့ပါသေးတယ်။ဒူးချောင်းမာလင်းကအုတ်ထင်းသူခေါ်ပေးဖို့ဟင်နရီကိုတောင်းဆိုခဲ့ပါတယ်။ဟင်နရီကသူ့မှတီးသွားမှစိုးရိမ်တဲ့အတွက် Garrett စီဖုန်းဆက်ပြီးသူ့ဦးလေးအဖြစ်ဟန်ဆောင်ပေးဖို့အကူအညီတောင်းလိုက်ရတယ်ဗျ။ Garrett ကညှင်းဆန်နေတဲ့အတွက်ပတ်စံပေးမယ်ဆိုပြီးကမ်းလှမ်းလိုက်တာကြောင့်ချက်ချင်းရောက်ချလာပြီးဟင်နရီကိုခေါ်သွားခဲ့ပါတယ်။
Gary ရဲ့ဆိုင်ကိုရောက်လာတဲ့က Henry ကထူးဆန်းတဲ့စွမ်းရည်ကူပါရုံနဲ့ကဘာမြေကြောက်တုံးပုံစံခွက်ကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့တကားကြီးပြန်ပွင့်လာပြီးတနေရာကိုဆွဲခေါ်နေခဲ့တယ်ဗျ။နာတာလီကတော့သူ့မောင်လေးအကြောင်းကနေပြန်မရောက်သေးလို့စိတ်ပူပြီးဘာလို့ရမှန်းမသိတာနဲ့ဒေါင်းစီဖုန်းဆက်ပြီးလမ်းခေါ်လိုက်ပါတယ်။ဒေါင်းကဖုန်းရဲ့ GPS ကိုဖွင့်ကြည့်ပြီး Henry ကမိုင်းတွင်းတစ်ခုကိုရောက်နေရဲဆိုတာကြောင့်လိုက်သွားခဲ့ကြတယ်ဗျ။ Henry နဲ့ Gary ကမိုင်းတွင်းဝါကိုရောက်ရှိလာခဲ့ပြီးအထက်ကိုဝင်သွားခဲ့ကြပါတယ်။ဝန်ပလွေလေး Dennis ကလည်းသူတို့ကိုစောင့်ကြည့်နေခဲ့တယ်ဗျ။သူတို့နှစ်ယောက်ထဲကိုရောက်ပြီးတိတ်မကြခင်မှာပဲနာတာလီတို့ရောက်လာခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲကူပါတုံးရဲ့ဆွဲအားကပိုကောင်းလာခဲ့ပြီးတကားပေါက်စီဆွဲခုံနေခဲ့တယ်ဗျ။ Henry ကိုဝိုင်းဆွဲကြရင်နာတာလီကကူပါတုံးကိုလွတ်လိုက်ဖို့လှမ်းအောင်လိုက်ပေမဲ့ဆွဲအားကပြင်းထန်တာကြောင့် Henry တယောက်တကားပေါက်ကိုကြော်ပြီး overwall ထဲရောက်ရှိသွားခဲ့ပါတယ်။တိတ်မကြခင်မှာပဲတယောက်ပြီးတယောက် overwall ထဲရောက်ရှိလာခဲ့ကြတယ်ဗျ။အယောင်သွေးစုံလင်လာပတဲ့မြင်ကွင်းတွေကိုကြည့်ပြီး၄ယောက်သာအထူးအဆန်းဖြစ်နေခဲ့ကြပါတယ်။ Gary ကတိုးတကောင်နဲ့စကားပြောဖို့ထွက်သွားခဲ့တာကြောင့်ကျန်တဲ့လူတွေလည်းပြေးလိုက်သွားခဲ့တယ်ဗျ။ဒါတွေကိုတစ်ပင်နောက်ကနေချောင်းကြည့်နေတဲ့ရွာသားတယောက်ကအားလုံးအလစ်မှာတကားပေါက်ကနေထွက်သွားခဲ့ပါတယ်။အားစီမှာရွှေတွေနဲနေပြီရွှေတွေထက်ရှာပေးကြစမ်းမရှာပေးနိုင်လို့ကတော့နင်တို့ကို overall တွေကိုပို့ပြီးဇွန်ပြီးလောက်ခိုင်းမယ်တဲ့။မန်ဂိုရှာကသူ့ဝက်တွေကိုကျိန်းနေတာပါ။အဲဒီအချိန်မှာပဲအချက်ပြစနစ်ကကူပါရုံပုံစံကိုပြသခဲ့ပါတယ်။စွမ်းရင်ကူပါရုံက overall ထဲပြန်ရောက်လာခဲ့ပါပြီ။မန်ဂိုရှာက Steve ကိုစွမ်းရင်ကူပါရုံပြန်ယူပေးဖို့လွတ်ပေးလိုက်ပြီးအဲ့ဒါပါမလာခဲ့ရင်မင်းရဲ့ဝန်ပလေလေးကိုငါရဲ့ဝက်တွေစားပစ်လိုက်မယ်ဆိုပြီးချင်းချောက်ခဲ့သေးတာပါ။ overwall ထဲကနေခိုးထွက်လာတဲ့ရွာသားကတော့မိုင်းတွင်းဝါကိုရောက်ရှိလာခဲ့ပြီးအတင်းဆောင်နေတဲ့ Dennis ကတော့ overwall ထဲပြန်ဝင်သွားခဲ့ပါတယ်။တိုးတကောင်ကိုစကားသွားပြောနေတဲ့ Gary ရဲ့ကြောင်တောင်အမူအရာကိုကြည့်ပြီးဒေါင်းစိတ်ပြင်းနေတော့မှပဲရုတ်တရက်ညရောက်သွားခဲ့တယ်ဗျ။တိတ်မကြခင်မှာပဲပင့်ကူစီးလာတဲ့အယိုးစုတွေကဝိုင်းဝန်းတိုက်ခိုက်ကြလို့ထွက်ပြေးကြရင် Gary ကကူပါပုံစံတွင်းတစ်ခုထဲကျသွားခဲ့ပါတယ်။ Henry ကတစ်ပစ်တပင်ကိုဝင်တိုက်ပြီးနောက်အတုံးလေးတွေရရှိခဲ့ကရဲတပ်တစ်ခုတီဆောက်နိုင်ခဲ့တယ်ဗျ။ Gary ကတွင်းရဲ့တစ်ဖက်ကိုတူးဆွာပြီးလန်ကောင်းလေးအတိုင်းတခြားတစ်ဖက်ကိုရောက်ရှိသွားခဲ့ပါတယ်။ဂျင်းတွေကိုစောင့်ကြည့်နေတော့မှပဲအနားကိုတစုံတစ်ယောက်ရောက်လာတာကြောင့်လက်ပြန်နဲ့ဆက်ဆံလိုက်တယ်ဗျ။ကန်ဆိုးကျင်တော့အဲ့ကောင်ကပောက်ကွဲကောင်ဖြစ်နေပြီးပောက်ကွဲထွက်သွားလို့ Gary လည်းလွတ်ထွက်သွားခဲ့ကထအပြင်စွမ်းရည်ကူပါတုံးကိုရရှိခဲ့ပါတယ်။စွမ်းရည်ကူပါတုံးကိုကင်ပြီးကြည့်နေတော့မှပဲအယိုးစုတကောင်ပြစ်လိုက်တဲ့မြားကြောင့်ကူပါတုံးကလွတ်ထွက်ပြီးအပြင်ကာပါကွဲသွားခဲ့တယ်ဗျ။တကားပေါက်လည်းပိတ်သွားခဲ့ပါတယ်။ Gary ကကူပါတုံးကိုကောက်ယူပြီးရဲတိုက်ဘက်ကိုထွက်ပြေးသွားခဲ့ပေမဲ့ဝင်ပေါက်မရှိတာကြောင့်ဇွန်ဘီတွေနဲ့လုံးထွေးနေခဲ့ရတယ်ဗျ။အတွင်းကနေ Henry ကအပေါက်ဖောက်ပေးတော့မှအထဲကိုဝင်နိုင်ခဲ့ပါတယ်။ကန်ဆိုးကျင်တော့မီးဆွဲနေတဲ့ပေါက်ကွဲကောင်ကြောင့်အပေါက်ကြီးကြီးဖြစ်သွားပြီးဇွန်ဘီတွေဝင်ရောက်တိုက်ခတ်ခဲ့ကြတယ်ဗျ။ဇွန်ဘီတွေနဲ့ကြောင်ပိတ်တော့မဲ့အချိန်ဒီမှာရုတ်တရက် Steve ရောက်လာပြီးဇွန်ဘီတွေကိုတိုက်ခိုက်ပေးခဲ့ပါတယ်။တိတ်မကြခင်မှာပဲနေထွက်လာပြီးဇွန်ဘီအကုန်လုံးစမုံတုံးသွားခဲ့တယ်ဗျ။အဲဒီတော့သူတို့ချင်းချင်းမိတ်ဆက်ပြီးအကျိုးအကြောင်းတွေပြောဖြစ်ခဲ့ကြပါတယ်။ Gary နဲ့အဖွဲ့ကကဘာမျိုးကိုပြန်ကျင်နေပြီး Steve ကတော့မန်ဂိုရှာရဲ့အပေးအယူကြောင့်စွမ်းရည်ကူပါတုံးကိုရှာဖွေဖို့ထွက်လာခဲ့တာပါ။ဒါပေမဲ့သူတို့မှပြဿနာရှိနေတာကကဘာမြေကြောက်တုံးပုံစံခွက်ကကျိုးသွားလို့ကဘာမြေကိုပြန်လို့မရတော့တာပါ။ဒီအခက်အခဲကို Steve ကကူညီပေးဖို့ကတိပေးပြီးသူတို့ဟာတခြားပုံစံခွက်တစ်ခုရှိတဲ့တစ်သားအိမ်တော်ရာလို့ခေါ်တဲ့နေရာကိုသွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီလိုမသွားခင် Steve ဖန်တီးထားတဲ့မစ်ပို့ရွာကိုဝင်ခဲ့ကြတယ်ဗျ။ရွာသားတွေကအသီးရွက်ပဲစားသုံးပြီးအနေအေးဆေးကြကြောင်း Steve ရှင်းပြခဲ့ပြီးရွာသားတွေကိုပြဿနာရှာမိရင်တော့ Iron Golems တွေကဒီတိုင်းကြည့်နေမှာမဟုတ်ဘူးဆိုပြီးသတိပေးခဲ့ပါတယ်။အဲဒီမှာချော်ရင်းနဲ့ကင်တဲ့ကြက်ကင်ဆိုင်လည်းရှိသေးတယ်ဗျ။ Steve ကသူ့ရဲ့စီးပွားရေးအဖြစ်တည်တံ့ဖွင့်ထားတာပါ။ဝက်သက်ချိုရဲ့ပြောပြချက်အရ Steve တို့မစ်ပို့ရွာကိုရောက်ရှိနေပြီဆိုတာမန်ဂိုရှာသိလိုက်ရပြီးတိုက်ခိုက်ရှင်းလင်းဖို့ဝက်ဘုံမူချန်ဂတ်ကိုတာဝန်ပေးလိုက်ပါတယ်။ Steve က Gary နဲ့ Henry ကိုလက်နဲ့တိုက်ထဲခေါ်သွားပြီးလက်နဲ့တွေဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးခဲ့ပါတယ်။ Gary ကထူးဆန်းတဲ့လက်နဲ့တစ်ခုဖန်တီးလိုက်တယ်ဗျ။ဒါပေမဲ့ Gary ရဲ့လက်နဲ့ကနန်ချက်ကူနဲ့မတူဘဲရေပုံးဖြစ်သွားခဲ့ပါတယ်။ Henry ကလည်းအရန်မိုက်တဲ့တနက်တက်လက်ဖန်တီးခဲ့တယ်ဗျ။ဒေါင်းနဲ့နာတာလီကတော့ရွာသားတွေစီသွားပြီးတစ်သားအိမ်တော်ရာကိုသွားဖို့မြေပုံတောင်းနေခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲချန်ဂတ်ဦးဆောင်တဲ့ဝက်အဖွဲ့ကရွာကိုရောက်လာပြီးတိုက်ခိုက်ခဲ့ကြတယ်ဗျ။ပြန်လည်တိုက်ခိုက်ကြရင် Steve, Harry နဲ့ Gary တို့ကတောင်ဝပြေးတဲ့သွားခဲ့ကဒေါင်းနဲ့နာတာလီကတော့မြေပုံရှာဖို့ကြံရစ်ခဲ့ကြပါတယ်။ပြေးလည်းမရှိတော့တဲ့ Steve တို့အဖွဲ့ဟာတောင်ပြန်ဝုတ်ယုံနေဝတ်ဆင်ပြီးထွက်ပြေးခဲ့ရတယ်ဗျ။တစ်သားအိမ်တော်ရာကိုသွားနေတဲ့ခရီးလမ်းမှာဝက်စစ်တပ်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရသလို Steve ရဲ့သူရဲကောင်းမိုင်းတွင်ကြီးပောက်ကွဲတာမျိုးနဲ့လည်းကြုံခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာတစ်သားအိမ်တော်ရာကိုရောက်ရှိခဲ့ကြတယ်ဗျ။အဲဒီမှာဒုတိယထက်ကမော်ဆီယာရီနဲ့တတိယထက်ကအန်ဒါမန်တွေကိုကြော်ဖြတ်ပြီးကမ္ဘာမြေကြောက်တုံးပုံစံခွက်ကိုရအောင်ယူခဲ့ရပါတယ်။အဲဒီမှာ Henry ကအန်ဒါမန်ရဲ့မျက်လုံးကိုမကြည့်မိဖို့ Steve သတိပေးထားတဲ့နဲ့မေ့ပြီးကြည့်မိလို့စိတ်ကြောင်ချောက်ချားတွေဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အန်ဒါမန်ကိုရှင်းပြီးကမ္ဘာမြေကြောက်တုံးပုံစံခွက်ကိုရယူနိုင်ခဲ့တယ်ဗျ။တစ်သားအိမ်တော်ရာကပြန်ထွက်မှာမန်ဂိုရှာရောက်လာပြီးစွမ်းရင်ကူပါတုံးကိုလူယူသွားခဲ့ပါတယ်။အဲဒီတော့မန်ဂိုရှာကတကားပေါက်ကိုထိန်းချုပ်ပြီး overwall ကိုအမောင်တူတဲ့နှိမ့်မြုပ်ကသူမရဲ့ဝက်စစ်တပ်ကိုဆေးလွတ်လိုက်ပါတယ်။ဒီမှာရင် Steve နဲ့ Henry တို့အဖွဲ့ဟာရွာသားတွေကိုကာဝယ်ပေးတဲ့ Iron Golems တွေကိုဖန်တီးပြီးဝက်စစ်တပ်ကိုပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြတယ်ဗျ
Gary ကလည်းအချိန်မီရောက်လာခဲ့ပြီးဝက်တွေရဲ့စီးတော်ရင်ကိုအသုံးချကတကားကိုဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ပါတယ်။တကားပိတ်သွားခဲ့ပြီးနေအောင်ကြီးထွက်လာတဲ့အခါမှာတော့ဝက်စစ်သားတွေကဇွန်မီတွေဖြစ်ပြောင်းလဲသွားပြီးလောင်ကျွမ်းရင်းတိတ်ဆုံးကုန်ပါတယ်။မန်ကိုရှာလည်းအားရင်နေပါပြီးတိတ်ဆုံးသွားခဲ့တယ်ဗျ။ဇက်သိန်းမှာတော့ Steve ကအစားကဒီကဘာမှာပဲကြံခဲ့ဖို့စိတ်ကူးပေမဲ့နာတာလီရဲ့တိုက်တွန်းမှုကြောင့်ကဘာမြေကိုအားလုံးနဲ့တူပြန်လိုက်လာခဲ့ပါတယ်။သူတို့အားလုံးပေါင်းပြီး Block City ဆိုတဲ့ဂိမ်းအသစ်ကိုဖန်တီးခဲ့ရမှာအရန်ကိုအောင်မြင်သွားခဲ့တယ်ဗျ။ Steve က Gary ရဲ့ဆိုင်မှာဖြော်ပြရေးတွေလုပ်ပြီးရင်ပျော်ရွှင်စွာနေထိုင်သွားခဲ့သလိုHenry ကလည်းကျောင်းမှာသူကိုယ်ပိုင်ဖန်တီးထားတဲ့ Jackpot နဲ့ပြန်နှဲပြပြီးနာမည်ကြီးလူကြိုက်များတဲ့ကောင်လေးဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲ Minecraft ဇာတ်လမ်းလေးဟာပျော်ရွှင်စရာကောင်းတဲ့အဆုံးသတ်နဲ့ပြီးဆုံးသွားခဲ့တယ်ဗျ။အားလုံးကိုစင်ထားတော့ကျေးဇူးတင်လိုက်ပါခင်ဗျာ။